ဒီနေ့မှာအရေးကြီးတဲ့ကိစ္စတွေတွေ့ရမယ်ပြောရမယ်ဆိုရမယ်ဆိုရင်တော့မိတ်ဆွေအနေနဲ့သွားတိုက်တန်အသစ်နဲ့သွားတိုက်ပြီးမျက်နှာသစ်ပြီးမှသွားရောက်တွေ့ဆုံပြောဆိုခြင်းအပြင်အထူးအောင်မြင်ပါလိမ့်မယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာဒီစီစဉ်ကိုဗေဒင်ရရမီဒီယာကစီစဉ်တင်ဆက်ပြီးတော့အောင်ထူးဆန်းဗေဒင်ရရကအဓိကအကူအညီပံ့ပိုးပေးထားတာဖြစ်ပါတယ်ကျွန်တော်ဗေဒင်ကန်းကိုဗေဒင်မေးမယ်ဆိုရင်ဖုန်းနံပါတ်399423 6634144 3998931135တို့ကိုတရက်ကြိုတင်ဖုန်းဆက်ရှင်းပေးပြီးမှလာရောက်ဗေဒင်မေးမြန်းနိုင်ပါတယ်ခင်ဗျာဒီစီစဉ်ဆောင်ရွက်ကြည့်ရှုတဲ့9ရက်တိုင်းများအားလုံးကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပါစေခင်ဗျာ2026ခုနှစ်မေလ12ရက်ဒီနေ့အင်္ဂါနေ့ဟာအင်္ဂါဂျိုနဲ့သုံးကနန်းတို့ရဲ့စမ်းရှင်ခြင်းကိုပြပြီးတော့စိတ်ပင်ပန်းမှုလေးတွေရှိတတ်တဲ့နေ့ဖြစ်ပါတယ်အထူးသဖြင့်တော့ကိုယ်ကိစ္စတဲ့သူတစ်ပါးကိစ္စတွေစိတ်ပင်ပန်းတတ်တယ်ငွေရဖို့ငွေပေးဖို့ငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးစကားပြောဆိုရတတ်တယ်စာချုပ်တို့ရှောက်လွှာတို့လက်မှတ်ရေးထိုးတာတို့ကိစ္စတွေမှာအခက်အခဲအဖုအထင်ကောဖြစ်တတ်တယ်စေးမှားတာအစားမှားတာစကားမှားတာမျိုးတွေဂရုစိုက်တဲ့တယ်ဘယ်လိုပဲဖြစ်ဖြစ်ဘာမှမဟုတ်တဲ့ကိစ္စလေးတွေနဲ့စိတ်အာရုံနောက်ရတာဒေါသထွက်ရတာရိုင်းပြတဲ့စကားတွေဆိုရတာမျိုးတွေဖြစ်တတ်တာဖြစ်တဲ့အတွက်မနေ့စောစောတွေကမိမိကိုမိမိစင်ကျင်ပြီးတော့ဒီနေ့တာလုံးနေတဲ့နေ့ဖြစ်ပါတယ်ဒီလိုနေ့မှာအရေးကြီးတဲ့ကိစ္စတွေတွေ့ဖို့ဆိုဖို့ပြောဖို့ဆိုဖို့ကိစ္စတွေမှာလည်းအဖုအထစ်အလွဲချော်ဖြစ်တတ်တယ်လို့ဈေးရောက်မှုဈေးဆိုင်ထားတဲ့ကိစ္စတွေအကျိုးဆောင်ပွဲစားရင်းနဲ့ဒီနေ့မှာစိတ်နှောက်ယှက်ဖြစ်စရာလေးတွေကြုံတတ်ပါတယ်ဒါကြောင့်မလို့မိတ်ဆွေများအနေနဲ့အင်္ဂါဂျိုစိုးအညံ့အခိုက်တွေလွတ်ကင်းသွားအောင်လို့မနေ့စောစောမှာညောင်ပင်ကိုရေသွန်းလောင်းပြီးတော့ညောင်ပင်ချင်းရင်မှာအမွှေးတိုင်၈တိုင်မိထွန်းပူဇော်ရင်ရုပ်ကစိုးဘိုးဘိုးကြီးကိုမနေ့စောစောပူဇော်ကြော့ထားလိုက်ပါခင်ဗျာဒီနေ့မှာမိရှုတန်တင်ပွားမြင်ကြတဲ့ရင်သွေးရတနာတွေအတွက်ကတော့မာဘုတ်ဗေဒင်နိယအင်္ဂါနေ့ဘွားပုတ္တိဘွားဇာတာရှင်တွေဖြစ်ကြကုန်ပြီးတော့ပုတ္တိသဘောမကြော်သောကြော်သောဘာကနှိုက်မြဆိုတဲ့အတိုင်းငယ်စဉ်မှာကြိုးစားရုန်းကန်အားထုတ်ရပြီးတော့ကြီးတဲ့အခါမှာအလွန်အောင်မြင်ချမ်းသာမဲ့ရင်သွေးရတနာဖြစ်ကြောင်းနမိတ်ကောင်းဖတ်လိုက်ပါတယ်ခင်ဗျာဒီနေ့ကြောက်တဲ့မွေးနေ့ရှင်တွေအတွက်တနစ်တာလုံးကံအထူးကောင်းမှုလို့အတွက်မွေးနေ့ကုသိုလ်ရတရားဖြစ်ကတော့မြတ်စွာဘုရားရှင်ကိုခောက်ဆွဲကြော်ဆွန်လှူဒန်းခြင်းရဟန်းတန်ခါကိုခောက်ဆွဲကြော်ဆွန်လောင်းလူခြင်းဆွေမျိုးမိတ်ဆွေတို့ကိုခောက်ဆွဲကြော်ဒါနပြုခြင်းအပြင်တနစ်တာလုံးကန်တလူလူအောင်လံထူပါလိမ့်မယ်ခင်ဗျာတို့ဒီနေ့ကျိုးပေးစိုးမိုးကနန်းကတော့3ကနန်း9ကနန်းပြစ်ပြီးတော့မိတ်ဆွေများငွေကံကောင်းဖို့လို့အတွက်ကတော့ငပြောသီးမဲ့3လုံးစွန့်ငံဖုန်းကြီးကိုလောင်းလူရုံနဲ့တနစ်တာလုံးငွေကံအထူးကောင်းပါလိမ့်မယ်ခင်ဗျာဈေးအောင်ကောင်းဖို့လို့အတွက်စတိုးဆိုင်တွေကုန်စုံဆိုင်တွေလက်ပတ်ဆိုင်တွေစားတောက်ဆိုင်တွေအထက်ဆိုင်အဝတ်ဆိုင်ရဲ့ဆိုင်တွေအလှပြင်ဆိုင်တွေဆိုင်ရှိတက်တဲ့ကိုမျက်နှာမူပြီးဒီလိုနေ့မှာအသီးတစ်မျိုးမျိုးစားရင်ဈေးအောင်ကောင်းမှုဆူတောင်းလိုက်ကြပါခင်ဗျာအယောင်ထိုင်းနေတဲ့ကုန်ပစ္စည်းတွေအယောင်တော့ဖို့လို့အတွက်ကတော့ငပြောသီးလေးတစ်လုံးနဲ့တိုးပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်အောင်နဲ့သီးသားသားအယောင်တွက်အယောင်ထွက်ပါလိမ့်မယ်အမှုအခင်းကြုံနေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့အမှုကြုံနေတဲ့သူရဲ့အမိကိုဘဲဥတစ်လုံးမှာရေးပြီးရေစည်းမှာမျှော့ပလိုက်ပါကျမ်းမာရေးညံ့နေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရင်ဒီလိုနေ့မျိုးမှာကြက်ဥပြုတ်အနှဲငယ်လေးစားပြီးကျမ်းမာဖို့အတွက်ဆူတောင်းလိုက်ကြပါခင်ဗျာအခြေရမြတ်တာရေးအိမ်တော်ရေးအစဉ်ပြေဖို့လို့အတွက်ကတော့ရေခဲမုံတစ်ခုနီးစပ်တဲ့ကလေးတယောက်ကိုလက်ဆောင်ပေးပြီးဆူတောင်းလိုက်ပါခင်ဗျာဒီနေ့မှာအရေးကြီးတဲ့ကိစ္စတွေတွေ့ရမယ်ပြောရမယ်ဆိုရမယ်ဆိုရင်တော့မိတ်ဆွေအနေနဲ့သွားတိုက်တန်အသစ်နဲ့သွားတိုက်ပြီးမျက်နှာသစ်ပြီးမှသွားရောက်တွေ့ဆုံပြောဆိုခြင်းအပြင်အထူးအောင်မြင်ပါလိမ့်မယ်ခင်ဗျာဒီစီဇန်ကိုစောင့်မျှော်ကြည့်ရှုသောခုနှစ်သားများအားလုံးဒီစီဇန်ကရရတွေကိုဆောင်ရွက်ကြပြီးတော့အကျိုးထူးအနန္တရှိကြပါစေခင်ဗျာ